အင်္ဂလန်ဘုရင်မကြီးအဲလစ်ဇဘက်ဟာကိုယ်ပိုင်လေယာဉ်မရှိပဲကန္နာယာကြီးထဲမှာရထားတစ်စီးနဲ့ခီးသွားနေပါတယ်။အရှင်ခန်းတွေမှာဓမြတိုက်ခံရလေရှိတဲ့ရထားပေါ်မှာဘာကြောင့်မှမသိပဲနိုင်ငံရတနာဖြစ်တဲ့တရက်ဖူကိုပါတည်ဆောင်လာခဲ့ပါတယ်။ဘုရင်မကြီးဟာမြင်းနဲ့ကောင်နဲ့စော့ကစားနေတော့လူတစ်ယောက်ကရထားပေါ်ကိုလေထီးနဲ့ခုန်ဆင်းလာပါတယ်။အဲ့ဒီလေထီးသမားဟာခဏလေးအတွင်းမှာဘုရင်မကြီးပုံစံရုပ်ဖြတ်ပြီးတရက်ဖူကိုခိုးယူသွားပါတယ်။အဆောင်တွေကဘုရင်မကြီးနှစ်ယောက်ဖြစ်နေတာကိုသိလိုက်ချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။အဲ့ဒီတကူဟာကဘာတဝမ်းမှာတံမိုးကြီးလာတဲ့ပစ္စည်းတွေကိုလက်ပတ်ခိုးယူနေသူဖြစ်ပြီးအခုချိန်ဒီဘယ်သူမှမဖမ်းနိုင်သေးတယ်လို့သူ့နမည်အရင်နဲ့မျက်နှာအစ်စ်ကိုတော့ဘယ်ဆုံတော့ဘယ်ရဲမှမမြင်ဘူးလောက်အောင်တော်လွန်းသူဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ငပေါ်ရဲရာရှိအလီဟာမူရစ်စေးသမားအသွင်ယူပြီးမူရစ်စေးသမားတွေနဲ့အယောင်းဝယ်လုပ်နေပါတယ်။ဒါမဲ့သူ့ရဲ့ပေါ်တော်တော်လွတ်ရက်တွေကြောင့်ရဲမပုံနေပြုတ်ကျသွားပြီးရဲမန်းတိသွားလို့မူရစ်စေးသမားတွေကတတ်ဖို့လုပ်ကြပါတယ်။အလီကိုကယ်ဖို့အတွက်စုံတော်ကြီးကဘာအင်ဂျင်တက်ထားလို့လေးပေါ်ပြန်နိုင်မှမသိတဲ့ဂျက်စကီနဲ့ပြန်တက်လာကနှစ်ယောက်ပေါင်းပြီးစေးသမားကိုင်းကိုနှိမ်နင်းလိုက်ပါတယ်။နောက်တော့ကဘာကျော်တခိုးကြီးကိုဖမ်းဖို့အတွက်သူတို့နှစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။အဲ့ဒီတခိုးဟာခိုးပြီးတိုင်းအေဆိုတဲ့အမှတ်သားကိုခြံထားခဲ့တတ်တာကြောင့်သူ့ကိုမစ္စတာအေလို့ခေါ်ကြပါတယ်။အေဟာမဖြစ်နိုင်တဲ့အရာတွေကိုပဲမဖြစ်နိုင်တဲ့နီးလန်းတွေနဲ့ခိုးယူတတ်ပြီးလန်ဒန်ကစိန်ပဲရစ်ကပကြီးကားကအစတန်မိုးကြီးတာတွေကိုဝယ်ခိုးယူပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကိုမှောင်ခိုဈေးကွက်မှာပြန်ရောင်းတာမျိုးမရှိတာကြောင့်သူ့နောက်ကျောင်းကိုလိုက်လို့မရပဲခိုးပြီးရင်လည်း3လလောက်ပျောက်သွားတတ်ပါတယ်။ခိုးမှုတွေကိုကြွံအားကြပန်းကျူးလွန်တယ်လို့ထင်ရပေမဲ့တကယ်တော့အေခိုးတဲ့ရက်ဆွဲတွေမှာဆက်ဆက်မှုတွေရှိနေပါတယ်။အဲ့ဒီဆက်ဆက်မှုတွေကိုရှာတွေးခဲ့တဲ့သူကတော့အိန္ဒိယစုံတော့ဂျေးပဲဖြစ်ပါတယ်။ဂျေးရဲ့တော်လုံးနဲ့သုံးသက်ချက်တွေနဲ့အေနောက်ထပ်ခိုးယူမဲ့နေရာကိုပါတထိုင်နဲ့တွက်ပြလိုက်ပါတယ်။အခိုးခံရတဲ့နေရာတွေကိုမြေပုံပေါ်မှာမြင်းကြောက်ဆက်ဆွဲလိုက်ရင်အေဆိုတဲ့အမှတ်အသားပေါ်လာပါတယ်။တခိုးကသူ့နဲ့မြေကိုကမ္ဘာမြေပုံပေါ်မှာရေထိုးကျင်နေတာပဲဖြစ်ပါတယ်။အေအခရာဖြစ်လာဖို့အတွက်ချိတ်ဆက်စရာတနေရာပဲလိုတော့ပြီးအဲ့ဒါကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ပဲဖြစ်ပါတယ်။နောက်ခိုးမှုဖြစ်မဲ့နေဆွဲနဲ့နေရာကိုတွေမကပဲအေဟာမွန်ဘိုင်းကိုရောက်နေပြီဆိုတာကိုပါဂျေးကခံမှန်းနိုင်လိုက်ပါတယ်။ပြေဝဆုံလင်းတဲ့တခိုးတယောက်ကိုဖမ်းရတော့မှမို့ဂျေးတို့စိတ်လှုပ်ရှားသွားပါတယ်။ဂျေးခံမှန်းထားတဲ့နေ့မှာပဲအေဟာအဆောက်အုံတစ်ခုတည်းကိုရေအောက်ကနေခိုးဝင်လာပါတယ်။မွန်ဘိုင်းမှာနာမည်အကြီးဆုံးသမိုင်းဝင်ရတနာကတော့တက်ဆွဲကြိုးပဲဖြစ်ပါတယ်။အဲ့ဒီဆွဲကြိုးထားတဲ့ပြတိုက်မှာလုံခြုံရေးအပြည့်နဲ့စောင့်ကြပ်နေသလိုစနိုက်ပါသမားတွေကလည်းအသင့်ပြင်ထားပြီးဝင်ပေါက်ထပ်ပေါက်အားလုံးကိုစောင့်ကြည့်နေကြပါတယ်။သူတို့ကရတနာဆွဲကြိုးကိုစောင့်ကြည့်နေကြပေမဲ့အေခိုးမဲ့ရတနာကဆွဲကြိုးမဟုတ်ပဲစိန်တလုံးဖြစ်နေပါတယ်။ရုပ်ပြောင်းဝိဇ္ဇာအေကပြတိုက်ထဲမှာအဖြူရောင်ကြောက်တုံးရုပ်ထုအဖြစ်အယောင်ဆောင်ထားပါတယ်။လုံခြုံရေးတွေဝင်းရံထားတဲ့ဂျာကရုပ်ထုအဖြစ်အယောင်ဆောင်ထားတဲ့အေကသူ့ကိုယ်တိုင်တီထွင်ထားတဲ့မိုက်ခရိုဒရုန်းနဲ့စိန်အစ်စ်ကိုခိုးယူလိုက်ပါတယ်။ပြီးတော့ပရော့ဂျက်တာတစ်ခုနဲ့စိန်နေရာမှာရောင်ပြန်ထိုးထားလိုက်ပါတယ်။တစ်ဖက်မှာဆွဲကြိုးကိုစောင့်ကြည့်နေတဲ့ဂျေးကဆွဲကြိုးပိုင်ရှင်ကိုမေးကြည့်တဲ့အခါဆွဲကြိုးမှာအလဲကစိန်နှုံးပြောက်နေတာကိုသိလိုက်ရပါတယ်။အလုံးစုံပြည့်စုံတဲ့အရာတွေကိုမှရွေးခိုးတဲ့အေကဒီလိုမပြည့်စုံတဲ့ဆွဲကြိုးကိုခိုးမှမဟုတ်ဘူးဆိုတာဂျေးကသိလိုက်ပါတယ်။ကြိုတင်ပြင်ဆင်ထားတဲ့ဂျေးကမွန်ဘိုင်းရဲ့နောက်ထပ်ရတနာတစ်ခုဖြစ်တဲ့စိန်ရှိတဲ့ပြတိုက်ကိုလည်းအလီကိုစောင့်ကြည့်ခိုင်းထားပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်ချက်ချင်းဖုန်းဆက်ပြီးဘယ်သူမှပြတိုက်ထိပ်ကနေအပြစ်ပေးမထွက်ဖို့နဲ့မတင်ကားတဲ့လူတွေကိုဖမ်းဖို့မှားနေတော့တန်ရှင်းရေးသမားတစ်ယောက်ကအလီကိုဝင်တိုက်သွားပါတယ်။အဲ့လိုအကွက်တွေကိုကြိုမြင်တဲ့ဂျေးကပြတိုက်တန်ရှင်းရေးအားလုံးကိုအလုံနားခိုင်းထားတာမို့အလီကတန်ရှင်းရေးအဖိုးကြီးကိုရက်ခိုင်းလိုက်ပါတယ်။အဖိုးကြီးကချက်ချင်းမရက်ပဲရှေ့ကိုတိုးသွားပြီးရေမြောင်းဖုံးပေါ်ရောက်မှရက်လိုက်ပါတယ်။ရဲတွေအားလုံးဝိုင်းထားပြီးသူ့ရဲ့ဝန်ထမ်းကတ်ကိုစစ်ဆေးချိန်မှာအယောင်ဆောင်ထားတဲ့အေကဖက်နှက်ထဲကအက်ဆစ်နဲ့ရေမြောင်းပေါက်ကိုဖောက်နေပြီဖြစ်ပါတယ်။ဝန်ထမ်းကတ်ရဲ့နောက်ကျောမှာအေအမှတ်သားကိုအလီမြင်သွားချိန်မှာတော့နောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။တခြားရေမြောင်းပေါက်ကနေပြန်ထွက်လာတဲ့အေကိုအလီတို့ကအသေးအတန်လိုက်ကြပါတယ်။ဂျေးကလည်းရဟတ်ရင်နဲ့လိုက်ပေမဲ့အေကတော့အမိုက်စားအကွက်တွေနဲ့ပြေးရင်မျက်စိရှိနေပျောက်သွားပါတယ်။ရုပ်ဖြစ်တဲ့နေရာမှာဆရာတဆူဖြစ်တဲ့အေဟာမာရသွန်အပြေးသမားတွေတဲ့ရောနော်ပြီးအလီရဲ့ရှိကနေတတရရထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်မြို့ကနေထွက်ဖို့ခရီးရန်ဖုံးတော်ကြီးပုံစံနဲ့လေစိတ်ကိုသွားပါတယ်။သူ့လေရင်မစည်းခင်မှာပဲ TV မှာသူ့အကြောင်းသတင်းတစ်ခုတက်လာပါတယ်။အဲ့ဒါကတော့အေကသူ့ခိုးမဲ့နေရာနဲ့ခိုးမဲ့ပစ္စည်းကို TV ကနေလူသိရှင်ကြားကြီးညာထားတဲ့သတင်းပဲဖြစ်ပါတယ်။အေကအမြဲတမ်းတနေရာမှာအကောင်းဆုံးတစ်ခုကိုပဲခိုးပြီးနောက်တနေရာကိုပြောင်းသွားလိမ့်ရှိသူပါ။သူ့နဲ့မြေကိုအလွဲသုံးစားလုပ်နေတဲ့တခိုးအတူကြောင့်နာမည်မပြတ်ချင်တဲ့အေကမွန်ဘိုင်းကနေထွက်မသွားတော့ပဲအတူနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အေကြီးညာထားတဲ့နေရာမှာဂျေးတို့ရဲတပ်ဖွဲ့ကလည်းအသင်းဆောက်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲအေအတူကနေရန်ကနေတက်လာပြီးအဆောက်အုံတစ်ခုထဲဝင်ပါတယ်။ခိုးမဲ့ပစ္စည်းကတော့တမိုင်းဝင်ဓာတ်တက်လက်ဖြစ်ပါတယ်။အေအတူဓာနာရောက်တော့အေအစ်စ်နဲ့တိုးပါတယ်။အေကဓာတ်ကိုဒီတိုင်းယူလိုက်ရင်သူ့ဘေးနားမှာရှိတဲ့လေးစားရောင်ကြီးတွေကြောင့်အပြင်မှာစောင့်နေတဲ့အဆောင်တွေက9မိနစ်အတွင်းရောက်လာလိမ့်မယ်လို့အေအတူကိုပြောပြပြီးအဆောင်တွေဝင်လာအောင်တမင်လုပ်လိုက်ပါတယ်။အေအတူကလည်းခေသူမဟုတ်တာကြောင့်အဆောင်တွေကိုတခဏအတွင်းတိုက်ခိုက်ပြီးထွက်ပြေးသွားပါတယ်။အေအမှတ်သားကိုပါခြံထားခဲ့တာကြောင့်အေကသူ့နောက်ကိုလိုက်သွားပါတယ်။အေအတူဟာဂျေးရဲ့ပါတနာစုံတောင်းမနဲ့တိုးပြီးအဖမ်းခံရတော့မဲ့အချိန်မှာအေအစ်စ်ရောက်လာပြီးစုံတောင်းမကိုတိုက်ခိုက်ကအေအတူကိုကယ်ထုတ်သွားပါတယ်။အေအတူနဲ့ဆင်းရှင်းဖို့လုပ်နေတော့အေအတူကတူထင်ထားသလိုမဟုတ်ပဲအမိုက်စားစော်လေးဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီတခိုးမလေးရဲ့နာမည်ကတော့ဆူနယ်လာဖြစ်ပြီးအေကိုသဘောကျလို့အေလိုဟန်ဆောင်ခဲ့တာဖြစ်ပါတယ်။တယောက်တည်းလှုပ်ရှားတတ်တဲ့အေကိုသူ့ရဲ့တပည့်အဖြစ်လက်ခံပေးဖို့ပြောပါတယ်။အေကလက်မခံပဲတခိုးဆိုတာတယောက်တည်းနေမှာအသက်ရှည်လိမ့်မယ်လို့ဆူနယ်လာကိုအကြံပေးလိုက်ပါတယ်
ခိုးမှုတစ်ခုပြည်တိုင်းမျိုးကနေထွက်သွားတတ်တဲ့ A ကဒီတစ်ခါမှာတော့မျိုးကမခွာသေးပဲဆူနယ်လာကိုစောင့်ကြည့်နေပါတယ်ဆူနယ်လာရဲ့ပုံစံကိုသဘောကျတဲ့ကြောင့်သူ့ကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့ဆူနယ်လာဟာ A ရဲ့တပည့်တစ်ယောက်ဖြစ်လာပါတယ်တကယ်တော့ဆူနယ်လာရဲ့နောက်ကွယ်မှာစုံတော်ကြီးကြီးရှိနေတာဖြစ်ပါတယ်ရုပ်ရှင်ရုံထဲမှာနှစ်ယောက်စကားပြောနေကြရင် A အကြောင်းတွေကိုအစီရင်ခံပါတယ် A ရဲ့နာမည်အရင်းကိုမသိရသလိုတွေးလိုက်တိုင်းမှာလည်းရုပ်ဖြတ်ထားကြောင်းပြောပြပါတယ်လွန်ခဲ့တဲ့6လတုန်းကခိုးမှုတစ်ခုနဲ့အဖမ်းခံလိုက်ရချိန်မှာရွေးတွေခိုင်းတာဘာမဆိုလုပ်ပါမယ်လို့တောင်းပန်ခဲ့တာကြောင့်ဂျေးကထောင်ထဲမထည့်ပဲ A ကိုဖမ်းရမှာကူညီပေးဖို့အပေးယူလုပ်ထားတာဖြစ်ပါတယ်အခုအခြေအနေမှာ A ဒါဆူနယ်လာကိုရေးဒီဘက်ကမှရိပ်မိသွားရင်ဆူနယ်လာအသက်အန္တရာယ်ရှိလာနိုင်ပါတယ်အဲ့ဒီအချိန်မှာငဘောတကောင်လိုရုပ်ဖြတ်ထားတဲ့ A ကအနားမှာလာထိုင်ပါတယ်ဆူနယ်လာတုံလုံးနေစင်မှာပဲ A ကပတ်ပုတ်ဆုပ်စားရင်အထဲမှာလေရင်လက်မှတ်ပါတယ်လို့ပြောပါတယ်သူကနောက်တစ်နိုင်ငံမှာနောက်ပစ္စည်းတစ်ခုကိုသွားခိုးတော့မှာဖြစ်ပါတယ်ဂျဲနဲ့တခိုးကြမှာရောက်နေတဲ့ဆူနယ်လာရဲ့ဘဝဟာအသက်ကိုဖမ်းနဲ့ထုတ်ထားရတယ်လို့ဖြစ်နေပါတယ်အဲ့ဒီနောက်အိတ်ခိုင်းထားတဲ့အတိုင်းဘရာဇီးကိုသွားရပါတယ်ဂျေးနဲ့အလီတို့ကလည်းမပြတ်မကွက်လိုက်လာကြပါတယ်ရုပ်ပြထားတဲ့ A ကဆူနယ်လာဝစ်ဖို့အဝတ်အစားတွေအသင့်ပြင်ထားပေးတဲ့အပြင်ညစာကိုပါကိုယ်တိုင်ချက်ကျွေးပါတယ်တခိုးတယောက်နဲ့မတူတဲ့ A ရဲ့ပြုမှုပုံတွေကိုဆူနယ်လာကသဘောကျလာပါတယ်ကိုမသိတဲ့လူတယောက်နဲ့ဒီထိလိုက်လာရတာကိုမကြောက်ဘူးလားလို့ A ကဆူနယ်လာကိုမေးတဲ့အခါဆူနယ်လာက A ရဲ့မျက်နှာအစစ်ကိုမသိပေမဲ့ A ရဲ့စိတ်ဓာတ်ကိုကောင်းကောင်းသိနေတဲ့အတွက် A ကသူ့ကိုအနေရပေးမှာမဟုတ်ဘူးလို့ယုံကြည်ထားတယ်လို့ပြန်ပြောလိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့ A ဟာသူ့ရဲ့ပုံစံအစစ်နဲ့ဆူနယ်လာစီကိုရောက်လာပါတယ်သူ့နာမည်အစစ်က RN ဖြစ်ကြောင်းကိုပါပြောပြလိုက်ပါတယ်သူကိုယ်တိုင်ဆူနယ်လာကိုယုံကြည်သွားလို့ပုံအစစ်နဲ့နာမည်အစစ်ကိုထုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်သူယုံကြည်သလိုသူ့ကိုယုံရင်ကမ်းမပေါ်ကနေခုံချလိုက်လို့ပြောတဲ့အခါဆူနယ်လာကလည်းတုံဆိုင်မနေပဲခုံချလိုက်ပါတယ် A ကဆူနယ်လာကိုအမျိုးမျိုးစမ်းသပ်ပေမဲ့ဆူနယ်လာကလည်း A ယုံကျင်စရာကောင်းတဲ့လူဖြစ်နေပါတယ်အတူတူနေတဖြည်းဖြည်းရင်းနှီးလာကြပေမဲ့ A ကသူတို့နောက်ကိုရဲတွေလိုက်နေတယ်ဆိုတာကိုပါသိနေပါတယ် A ကဆူနယ်လာကိုနောက်ထပ်ခိုးမဲ့ပစ္စည်းကိုလိုက်ပြပါတယ်သူ့ရဲ့နောက်ပိုင်းနိုင်ငံလူသားတွေပထမအဦးဆုံးပြုလုပ်ခဲ့တဲ့အကျွေးသီးတွေပဲဖြစ်ပါတယ်ငွေကြေးစနစ်ရဲ့အစားဖြစ်တဲ့ဒီအကျွေးသီးတွေဟာကာလတန်ဖိုး150ဘီလီယံလောက်တန်ကြေးရှိပါတယ်ဆူနယ်လာလည်းဒီအကျွေးသီးတွေကိုခိုးဖို့အရန်တွက်ကြသွားပါတယ်ခိုးမဲ့နေရာနဲ့နေရက်တွေကိုသိရတော့ဆူနယ်လာကဂျေးကိုသတင်းသွားပေးပါတယ်ဂျေးက A စခိုးတော့မယ်ဆိုတာနဲ့သူ့ကိုအချက်ပြဖို့ဆက်သွယ်ရေးကိရိယာတစ်ခုပေးလိုက်ပါတယ်သူတို့မသိလိုက်တာတစ်ခုကသူတို့နှစ်ယောက်စကားပြောနေတာကို A ကရုပ်ဖြတ်ပြီးစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်ဆူနယ်လာဟာ A ကိုတကယ်သစ္စာဖောက်ရမယ့်အချိန်မှာတော့တွေ့ဝေနေပါတယ်ရဲထက်တခိုးကိုပို့ပြီးချစ်မိနေလို့ဆုံးဖြတ်ရခဲ့နေချိန်မှာပဲ A ကဆူနယ်လာသစ္စာဖောက်နေတာကိုသိကြောင်းပုံမှန်လင်းပြလိုက်ပါတယ်ငါတို့နှစ်ယောက်ထဲကတယောက်တရားမယ်ဆိုပြီးတနက်ထဲကိုကြည်တောင်မဲထည့်လိုက်ပါတယ်တလက်ကြီးပြစ်ကြရင်တနက်ကြီးမထွက်ပဲဆူနယ်လာပြည့်ရမယ်နောက်ဆုံးတစ်ချက်မှာတော့ A တေဖို့တေကြသွားပါတယ်ဆူနယ်လာကသစ္စာဖောက်မိတဲ့အတွက် A ကိုတောင်းပန်ပြီးသူ့ကိုယ်သူပြန်ပြစ်လိုက်ပါတယ်ဒါပေမဲ့ A ကကြည်စံကိုတကယ်မထည့်ထားတာကြောင့်ဆူနယ်လာအသက်ရှင်သွားပါတယ်ဆူနယ်လာကသူ့ကိုသစ္စာမဖောက်နိုင်ပဲအသက်ပင်ဆုံးဝင်တာကြောင့်တယောက်နဲ့တယောက်ယုံကြည်နိုင်ပြီဆိုတာတေချာသွားပါတယ်ဆူနယ်လာကလည်းဂျေးကိုသစ္စာပြန်ဖောက်ပြီး A ကိုပဲရွေးချယ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့အကျွေးသေးခိုးမဲ့နေ့ကိုရောက်တော့လူတွေစီကားနေတဲ့ပွဲတော်မှာဂျေးတို့အဖွဲ့ကမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ် A နဲ့ဆူနယ်လာတို့ကဖျော်ဖြေရေးအဖွဲ့ရဲ့စနိုးဝါရဲ့လူပူလေးတွေအဖြစ်ရုပ်ပြထားပါတယ် A ကလူအလစ်မှာပင့်ကူဆက်ရုပ်တွေအများကြီးကိုလူအုပ်ထဲလွတ်လိုက်ပါတယ်ကလေးတွေရောလူကြီးတွေပါပင့်ကူကြောက်လို့ရွရွတဲတဲထွက်ပြေးကြချိန်မှာ A ကအကျွေးသီးကိုခိုးယူသွားပါတယ်ဂျေးတို့လည်းအာယုံများနေချိန်မှာအကွက်ကြော်ခံလိုက်ရပြီးနောက်ကလိုက်ဖမ်းကြပါတယ်ဆိုင်ငယ်နဲ့ထွက်ပြေးသွားတဲ့ A နဲ့ဆူနယ်လာတို့ကိုဂျေးကရဟန်းရင်နဲ့လိုက်ပါတယ်ထပ်ပေါက်ကိုပိတ်ထားပြီးအလီကဆိုင်ငယ်နဲ့ညှက်ဖမ်းပေမဲ့ဆူနယ်လာကပိတ်ထားတဲ့ရဟန်းရင်ကိုဖောက်ခွဲပြီးလွတ်မြောက်သွားပါတယ်နှစ်ယောက်လမ်းခွဲပြေးတော့ဂျေးတို့ကလည်းလူခွဲပြီးလိုက်ပါတယ်ဂျေးက A ကိုလိုက်မိသွားပြီးတယောက်တစ်ပြန်ထိုးကျိတ်နေတော့ဆူနယ်လာကိုအလီကဖမ်းဆီးပြီးခေါ်လာပါတယ်အားနည်းချက်ကိုအကန်ခံလိုက်ရတဲ့ A လည်းလက်လျှော့လိုက်ရပါတယ် A ရဲ့စိတ်ဓာတ်ကိုအပြည့်အဝနားလည်ထားတဲ့ဆူနယ်လာက A ဟာအရှုံးသမားတယောက်အဖြစ်အဖမ်းခံရမှာမလိုလားဘူးဆိုတာကိုကောင်းကောင်းကြီးသိနေပါတယ်အဲ့ဒီအတွက်ဆူနယ်လာကိုယ်တိုင်ပဲတနက်နဲ့ A ကိုပြစ်တက်လိုက်ပါတယ်တနက်3ချက်ထိမှန်သွားတဲ့ A ဟာကမ်းပါအစွန်းကနေအောက်ကိုပြုတ်ကျသွားပါတယ်သစ္စာပေါက်ဆူနယ်လာကိုဂျေးကမဖမ်းသွားတော့ပဲကိုအပြစ်တင်စိမ့်နဲ့တေးတဲ့အထိခံစားသွားတော့ဆိုပြီးတယောက်တည်းလွတ်ပေးထားခဲ့လိုက်ပါတယ်အဲ့ဒီလိုနဲ့6လကြာတဲ့အခါမှာတော့ဆူနယ်လာဟာကမ်းခြေတစ်ခုမှာဘာကာဆိုင်လာဖွင့်ထားပါတယ်သူနဲ့အတူတေပြီးလို့ထင်ရတဲ့ A လည်းရှိနေပါတယ်နှစ်ယောက်သားသူတို့ရဲ့မဟာစီစဉ်တိုင်းအေးချမ်းနေထိုင်ချိန်မှာသူတို့စီကိုရောက်လာသူကတော့စုံတော့ဂျေးပဲဖြစ်ပါတယ်ဂျေးက A မသေးဘူးဆိုတာကိုသိတာကြောင့်ခြေရခံရလွယ်အောင်ဆူနယ်လာကိုတမင်လွတ်ပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ချိန်ခိုးမှုကျွန်းလွန်မလားဆိုပြီး6လလောက်စောင့်ကြည့်ခဲ့ပေမဲ့ A ကဘာမှမလုပ်ရှားတော့တာကြောင့်မနေနိုင်တော့ပဲကိုယ်တိုင်ရောက်လာတာဖြစ်ပါတယ် A ကသူခိုးထားသမျှခိုးရပါပစ္စည်းတွေအကုန်လုံးကိုဘယ်နေရာမှာတင်ထားတယ်ဆိုတဲ့အချက်လက်တွေပါတဲ့နာရီကိုထုတ်ပေးလိုက်ပါတယ် A ကအတားတကြီးအဖမ်းခံပေမဲ့ဂျေးကမဖမ်းတော့ဘူးဆုံးဖြတ်လိုက်ပါတယ်ဒါကဘာလုံးသိထားတဲ့အတိုင်းကဘာကျော်တခိုးကြီး A ကိုတေဆုံးသွားပြီလို့ပဲသတ်မှတ်ပေးလိုက်ပါတယ်ဂျေးရဲ့သူမတူတဲ့စိတ်တဲ့ကြောင့် RN နဲ့ဆူနယ်လာတို့ကတသက်လုံးအေးကြဲနဲ့ပေါက်ဖက်ခွင့်ရရှိသွားကြပါတော့တယ်ခုလိုကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလည်းနောက်နေ့မှတင်ဆက်ပေးသွားမှာဖြစ်လို့အားလုံးဆက်ဆက်ဆောင်ကြည့်ကြဖို့ဖိတ်ခေါ်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်